ကိုယ့်ကိုနာကျင်စေခဲ့တဲ့အရာတွေကိုသတိရနေတာရပ်ပါစိတ်တူတသက်မွေ့စိတ်မတူတသက်မေးတဲ့တစ်ဖက်လူကကိုယ့်ကိုသွေးယူသွေးတန်းဖြစ်အောင်လုပ်ခဲ့ပေမဲ့အခုချိန်ဒီအဲ့အရာတွေကိုစိတ်ထဲမှာဆွဲလန်းနေတော့ဆိုရင်ကိုယ်ပဲဆက်နာကျင်ရမှာပါဖယ်ရှားလိုက်ပါနာကျင်မှုကိုသင်ခန်းစာအဖြစ်ပြောင်းယူလိုက်ပါတော့အရာရာဟာပြီးဆုံးသွားခဲ့ပြီမို့အဲ့အရာကိုလည်းခဏခဏထပ်မတွေးပါနဲ့မပြောနိုင်ခဲ့တဲ့စကားတွေကိုလည်းနှောင့်တမရနဲ့အချို့စကားတွေကိုအဲ့အချိန်ကပြောလိုက်ရင်ကောင်းမှာပဲဆိုပြီးအမြဲမပြောနဲ့အချိန်ကပြန်မလာနိုင်တော့တာမို့အကြောင်းအရာတိုင်းကိုလက်ခံပြီးချွတ်ယွင်းမှုတွေကိုမေ့ပစ်ထားလိုက်တာကောင်းပါတယ်ကိုကိုမရှိတော့တဲ့လူတစ်ယောက်အပေါ်ဆက်ချစ်နေသေးတာကိုလည်းရက်အချစ်မှာဒုက္ခတဲ့ဒုက္ခပို့တဲ့ကိုကိုမရှိတော့တဲ့လူတစ်ယောက်ကိုဆက်ချစ်နေသေးတာကပူမန်းသီးရက်နဲ့မိဘုံနဲ့တိုးဝင်တဲ့ပိုးကောင်လေးတွေလိုဖြစ်နေတတ်တယ်တခါတည်းဖြုတ်လိုက်အရှိကမြစ်တာတစ်ခုနဲ့တည်းမပြီးနိုင်တာမို့ကိုကိုအပြစ်ပုံချနေတာကိုလည်းရက်ကိုအစီမပြေခဲ့ဘူးကိုမစွမ်းဆောင်နိုင်ခဲ့ဘူးဆိုတာတွေကိုလည်းထက်ကမပြောနဲ့တခါတလေကိုလည်းရှိခံရဖို့တန်တာမို့ကိုတွေးသလိုမျိုးတစ်ဖက်လူလည်းတွေးပြီးခဲ့တဲ့နာကိုတတိယပါနောက်ပြန်မောင်းပြီးသွားလို့မရတဲ့အချိန်တွေစီခြေဦးမလဲနဲ့အငိုလွယ်အဆိုင်ခတ်တဲ့ဘယ်တော့မှပြန်မလာနိုင်တဲ့အမောင်ထဲမှာပိတ်မိနေလိမ့်မယ်ဒါကြောင့်ဒီနေ့ကစပြီးရက်တင်နာကိုရက်မေ့တင်နာကိုမေ့ပါနာတရားတွေများလာတဲ့အခါကိုကြမ်းကြမ်းတမ်းမဆက်ဆံပါနဲ့တချို့လူတွေကိုယ့်ပေါ်မကောင်းခဲ့ရင်တော့ကိုကတော့ကိုယ့်ပေါ်အကောင်းဆုံးဖြစ်ရမယ်ကိုလည်းထက်ကအပြစ်မတင်ပါနဲ့ကိုဘက်မှာတော့ကိုမရှိတော့တဲ့အခါဘယ်သူကရှိကျင်အောင်ပါလဲသူများတကာကသဘောမကျခဲ့ရင်တော့မှကိုအကောင်းမြင်ပေးကြတဲ့အတိုက်အဝန်းလေးတစ်ခုတော့ဘဝမှာရှိတတ်ပါသေးတယ်ဒီဘဝမှာဘာအတွက်သက်ရှင်လာရတာလဲလို့ကိုမေးကြည့်ဘူးလားဘာအတွက်အသက်ဆက်ရှင်နေတာလဲကိုအကောင်းမြင်ပေးတတ်တဲ့ရုံဝန်တစ်ခုအတွက်လားဒါမှမဟုတ်ကိုအကောင်းမမြင်ကြတဲ့ရုံဝန်တစ်ခုအတွက်လားလူတွေဟာသူတို့ရှိတဲ့လူအတွက်ပဲအသက်ရှင်နေကြတာပါတဲ့ဒါဆိုကိုရောဘသူအတွက်အသက်ဆက်ရှင်နေတာလဲတေချာတာတစ်ခုကတော့ကိုရှိတဲ့သူတွေကိုရေတွက်လိုက်တိုင်းမှာမိဘတွေပါမယ်တကယ်ချင်းတွေပါမယ်ပြီးတော့ချစ်သူကြီးသားတွေပါမယ်ဒါပေမဲ့ရေတွက်လိုက်တဲ့အထဲမှာတစ်ခါမှကိုမပါခဲ့ဘူးမို့လားလူတွေဟာကိုရှိတဲ့လူတွေအသက်ရှင်နေကြတာလို့ပြောလိုက်ရင်သူများတွေကိုပဲဘသူကိုရှိတယ်ဘသူအတွက်ဆိုပြီးပြင်းမြင်မိကြရောကိုကြမေ့နေတတ်ကြတယ်တကယ်ဆိုအသက်ရှင်နေရခြင်းအကြောင်းရင်းကကိုရှိနေကြလို့ပါမမေ့ပါနဲ့တခါတလေကိုပြန်ပြီးဦးစားပေးကြည့်ဖို့ကိုမမေ့ပါနဲ့တခါတလေကိုတန်မိုးထားပေးဖို့ကိုမမေ့ပါနဲ့တခါတလေကိုပြန်စစ်ပေးဖို့ကိုဒါကြောင့်ဘဝမှာအခက်အခဲဆုံးအချိန်တွေတိုင်းမှာကိုကြမ်းကြမ်းတမ်းမဆက်ဆံပါနဲ့ဝေးထွေးပါရှစ်ပါခရူးဆိုင်ပါဒီကဘာပေါ်မှာအသက်ရှင်နေသမျှအချိန်တိုင်းနောက်ဆုံးထွက်တဲ့အထိကိုယ့်ရဲ့ခံစားချက်အဆိုးရောအကောင်းမှာဒီဝအတူတူခံစားပေးနိုင်တာဆိုလို့ဒီခန္ဓာကြီးပဲရှိပါတယ်